အားလုံးပဲမင်္ဂလာပါဒီလေကျွန်တော်တို့လေးလာစူးစမ်းပဲအကြောင်းအရာလေးကတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာမကြာခဏကြုံတွေ့ရတတ်တဲ့အခြေအနေတစ်ခုပါကဲစလိုက်ကြအောင်ယူတီရဲ့ခလုတ်တိုက်မိတယ်ခြေခောက်သွားတယ်ဒါမှမဟုတ်တစ်ခုခုထိခိုက်တန်ရာရသွားပြီဆိုပါစို့အဲ့ဒီချိန်မှာရေခဲကတ်ရမလားရေနွေအိပ်ပဲတင်ရမလားဒါမှမဟုတ်အင်္ဂါလူကြီးတွေပြောသလိုပရုပ်စီပဲအမြန်လိမ့်လိုက်ရမလားဆိုတဲ့မေးမုန်းကအမြဲတမ်းခေါင်းစားစရာဖြစ်လာတယ်ပါတယ်ဒါကိုဒီရှင်းလင်းတင်ဆက်မှုလေးမှာသိပ္ပံနိကြဘယ်လိုဖြေရှင်းရမလဲဆိုတာကြည့်သွားကြတာပေါ့ဆိုတော့အဓိကမေကုန်းကရေခဲလားပရိုစီလားဆိုတော့ပါပဲတချို့ကရေခဲကပ်ဖို့ပြောကြသလိုတချို့ကလည်းတန်ရရတာနဲ့ပရိုစီလည်းအရင်လိမ့်လိုက်ရင်သက်သာတော့မှာပဲလို့ထင်တတ်ကြပါတယ်တကယ်တမ်းသိပ္ပံနိကြအမှန်ကန်ဆုံးကုသနည်းကဘာဖြစ်မလဲဆိုတာသိကြပါစိတ်ဝင်စားစရာပါဒီနေရာမှာအရေးကြီးဆုံးသိထားရမယ့်အချက်ကမာယွင်းတဲ့နီလန်းကိုသာအသုံးပြုလိုက်မယ်မြန်မြန်ပြောမဲ့အစားပြန်လဲကောင်းမွန်လာမယ့်အချိန်ဟာတိတိတသားကိုပို့ပြီးကြာတော့တယ်ဒီเจ้าကိုတေချာပူနားလေဖို့ဆိုရင်အင်တန်ရာရရဲ့အခြေမှာခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်သွားလဲဆိုတာအရင်ဆုံးကြည့်လိုက်အောင်ပါဥပမာချစ်ချင်းဝက်လဲထောလည်းပဲထားပါစို့ခန္ဓာကိုယ်ကနေချစ်ချင်းဆိုသလိုရောင်းရမှုရန်ဒီယာကိုစတဲ့လှုပ်ဆောင်ပါတယ်အဲ့ဒီခါမှာနာလာမယ်ပူလာမယ်ဖောင်းလာမယ်ပြီးတော့လှုပ်ရှားရလာခက်ခဲလာပါမယ်ဒါဟာခန္ဓာကိုယ်ရဲ့တဘာဝကာကွယ်ရေးဖြစ်စဉ်တစ်ခုဆိုပေမဲ့အလွန်ကျွံဖောင်းကားလာပြီးရောင်းရလာမယ်ဆိုရင်တော့အနာကျက်ဖို့နဲ့ပြန်ကောင်းလာဖို့တဲ့တကယ်ကိုဟန်တာဖြစ်သွားစေပါတယ်ကဲဒီလိုအချိန်မှာရေခဲကတ်လိုက်ရင်တကယ်တမ်းဘာဖြစ်သွားလဲဆိုတာစိတ်ဝင်စားစရာပါတန်ရာရတဲ့နေရာကိုရေခဲကတ်လိုက်တာနဲ့အနီးနားမှာရှိတဲ့သွေးကြောတွေဟာအေးခဲပြီးချက်ချင်းကျင်းသွားပါတယ်ဒါကိုဆေးပညာရသွေးကြောကျင်းခြင်းအင်္ဂလိပ်လို vessel constriction လို့ခေါ်ပါတယ်ဒီလိုသွေးကြောကျင်းသွားတဲ့အတွက်သွေးထွက်တာရောင်ရမ်းတာတွေချက်ချင်းလျော့ကျသွားပြီးတ िश တွေရဲ့ဇီဝကမဖြစ်စဉ်ကိုလည်းနေခွဲသွားစေပါတယ်တကယ်ကိုရောင်ရမ်းမှုကိုထိန်းချုပ်တဲ့နေရာမှာအံ့သောစရာကောင်းလောက်အောင်ထိရောက်တဲ့လှုပ်ဆောင်ချက်ပါပဲဒါဆိုရင်ဘလို့အခြေအနေတွေမှာရေခဲကိုအသုံးပြုသင့်တယ်လဲအရန်ရှင်းပါတယ်အခုလက်တင်လာလာဆက်ဆက်ဖြစ်သွားတဲ့ဒဏ်ရာတစ်တွေခြေချင်းဝတ်ခောက်ထားတာတွေကြွက်သားတွေတောင်တင်းပြီးရုတ်တရက်ဒိုင်းကနေရောင်လာတာတွေမှာဆိုရင်ရေခဲကအကောင်းဆုံးရွေးချယ်မှုပါဒါကြောင့်လဲအခစားသမားတွေဟာကစားပွဲတွေပြီးသွားတဲ့အခါဖြစ်ဖြစ်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးသွားတဲ့အခါမျိုးတွေမှာဖြစ်ဖြစ်တက်တာစီဖို့အတွက်ရေခဲခံတဲ့စိန်ဓာတ်မျိုးတွေလောက်ကြတာကိုမြင်ဖူးကြပါပါဒါမဲ့ဒီနေရာမှာအားလုံးကိုတတိပေးခြင်းတဲ့အချက်လေးတစ်ခုရှိပါတယ်။ရေခဲကတ်တာဟာအနာကိုချက်ချင်းချက်သွားစေတဲ့မော်စီဆွမ်းကြီးတော့မဟုတ်ဘူးနော်။ခန္ဓာကိုယ်ရဲ့တဘာဝအနာချက်တဲ့ဖြစ်စဉ်ကိုတော့အနည်းနဲ့နေစေနိုင်တယ်လို့ခေတ်သစ်ဆေးပညာမှာယူဆချက်တွေရှိတာပါတယ်။ဒါပေမဲ့ချက်ချင်းဖြစ်ပေါ်လာတဲ့နာကျင်မှုနဲ့အလွန်ကျွမ်းရောင်ရမ်းမှုတွေကိုထွန်းချိုးဖို့အတွက်ကတော့ရေခဲဟာမရှိမဖြစ်လိုအပ်တဲ့တီးတန့်ကြဲရလေးတစ်ခုဖြစ်နေစေပါပဲ။ဟုတ်ပြီအပူပေးတဲ့ကုသမှုဘက်ကိုလက်ကြည့်ကြရအောင်သူ့ရဲ့အာနီးတန်ကရေခဲနဲ့လုံးဝကိုပြောင်းပြန်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။နာကျင်နေတဲ့နေရာကိုအပူပေးလိုက်တဲ့အခါသွေးကြော်တွေကကျဲလာပါတယ်။ဒါကို vasodilation လို့ခေါ်ပါတယ်။ဒီလိုသွေးကြော်တွေကျဲလာတဲ့အခါဘာဖြစ်လဲဆိုတော့သွေးလက်ပတ်မှုပိုကောင်းလာပြီးတောင့်တင်းနေတဲ့ကြွသားတွေအယွတ်တွေဟာတဖြည်းဖြည်းပြေလျော့သွားတာပေါ့။ဆိုတော့အပူကူထုံကိုဘလို့နေရာဒီမှာအဓိကသုံးမလဲ။နာရရှိကြိုက်ခဲနေတဲ့နာချင်မှုတွေကွန်ပျူတာအကြည့်များလို့လက်ဘင်းနဲ့ဇက်ကြိုးတွေတက်နေတာကြွသားတွေအရန်တောင့်တင်းနေတာပြီးတော့အရင်ကားတွေကရထားတဲ့ဒဏ်ရဟောင်းတွေအတွက်ဆိုရင်အပူပေးတာကအသင့်တော်ဆုံးပါပဲအပူထက်ကလှုပ်ရှားမှုကိုပိုမိုလွယ်ကူချုံမွင့်စေပြီးတောင့်တင်းမှုတွေကိုအတိအသားရော့ကျသွားစေပါတယ်ဒီမျက်နှာပြင်မှာမြင်နေရတဲ့နိုင်ရှင်ချက်လေးကိုကြည့်လိုက်ရင်တကယ်ကိုရှင်းလင်းသွားပါလိမ့်မယ်တစ်ဖက်ကရေခဲကသွေးကြောတွေကိုကျင်းစေပြီးရောင်ရမ်းမှုကိုထိန်းချုပ်ပေးတယ်နောက်တစ်ဖက်ကအပူကကျတော့သွေးကြောတွေကိုကျဲစေပြီးသွေးလက်ပတ်မှုကိုကောင်းစေတယ်ဆိုတာကိုကောင်းကောင်းသိနိုင်ပါတယ်သူတို့နှစ်ခုရဲ့ဇီဝကမအသစ်စင်တွေဟာလုံးဝစန့်ကျင်ဘက်ဥရိချက်တွေနဲ့အလုံးလုံးကြတယ်ဆိုတာကိုထင်းထင်းရှားရှားမြင်တွေ့နိုင်ပါတယ်။ဒါဟာခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကိုအံ့တော့စရာကောင်းလောက်အောင်တရုပ်ဖော်ပြနေတာပါပဲ။ဒီနေရာမှာအလွန်အရေးကြီးတဲ့ဓာတိပေးချက်တစ်ခုကိုအထူးပြောချင်ပါတယ်။လူတော်တော်များများမာယွင်းစွာပြုလုပ်မိတတ်တဲ့အရာလေးဖြစ်ပါတယ်။အခုမှလောလောလတ်လတ်ခောက်ထားထိခိုက်ထားတဲ့ဒဏ်ရာအသစ်ကိုအဖူတွားပေးမိတာမျိုးပါ။ဒဏ်ရာရောတာနဲ့အဖူပေးလိုက်မယ်ဆိုရင်သွေးကြောတွေပွင့်သွားပြီးသွေးတွေကအဲ့နေရာကိုပိုစုပြုံရောက်လာပါလိမ့်မယ်။အဲဒီခါရောင်ကိုင်မှုနဲ့ဖောင်းပိုးမှုတွေကိုပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။ဒါကိုလုံးဝရှောင်ကျဉ်ရပါမယ်။အဲ့ဒီလိုမားတတ်တဲ့အထက်မှာကျွန်တော်တို့စီကလူတွေအရန်လှုပ်လေးရှိတဲ့ပရုတ်စီလိမ့်တာလည်းပါဝင်ပါတယ်နော်။ပရုတ်စီလိမ့်လိုက်ရင်ပူခနဲဖြစ်သွားပြီးအပူတက်ရလာလေလို့ခံစားရပေမဲ့တကယ်တမ်းသူကအပေါ်ယံအရေပြားလောက်ကိုဒါပူစေတာဖြစ်ပါတယ်။တကယ်အပူကူထုံအစ်စ်ကကြတော့မှနာကျင်နေတဲ့အတွင်းပိုင်းတ िश တွေအထိအပူဓာတ်ထူးဖောက်ရောက်ရှိစေတာပါဘယ်လိုပဲဖြစ်ဖြစ်ပရိုစီလိန်ချင်းဟာလည်းအပူဓာတ်ကိုပေးတဲ့အတွက်လောလောလတ်လတ်အတစ်ရထားတဲ့ဒဏ်ရာတွေအတွက်လုံးဝမတင်တော့ပါဘူးနာရာရှင်နာကျင်မှုတွေအတွက်ဒါအသုံးဝင်တာပါ
နောက်ထပ်အပြောင်းပြအမားတစ်ခုကတော့တန်ရာဟောင်းတွေနားရရှည်ကြိုက်ခဲနေတဲ့နေရာတွေမှာသွားပြီးရေခဲကတ်မိတာပါပဲစဉ်းစားကြည့်လေအကျိုးတွေကြွက်သားတွေတောင်းနေနေတဲ့နေရာကိုရေခဲထက်ကတ်လိုက်မယ်ဆိုရင်ပို့ပြီးတော့တောင်မားတောင်သွားစီပြီးလှူရှားတာပုံမခက်ခဲသွားစေမှာပေါ့ဒါကလည်းအချင်းတွေကိုပို့ပြီးဆိုးရွားသွားစီတဲ့အမားတစ်ခုပါပဲ ဒါကြောင့်အိမ်မှာအလွယ်တကူမသားထားပြီးလိုက်နားလို့ရမယ်ရွှေစည်းမြင်လေးကအရန်ကိုယိုရှင်ပါတယ်အခုမှစဖြစ်တဲ့လက်လောတန်ရအတစ်တစ်ဆိုရင်ရေခဲကပ်ပါအကြာကြီးဖြစ်နေတဲ့နာရရှိတန်ရအဟောင်းတွေဆိုရင်အပူပေးပါဆိုတာပါပဲဒီစီးမြင်လေးကိုသာတိချမထားမယ်ဆိုရင်အိမ်တွင်းမှာနေစဉ်ကြုံတွေ့ရနိုင်တဲ့ထိခိုက်မှုတွေကိုကုသတဲ့နေရာမှာအများကြီးအထောက်အကူဖြစ်စေမှာအသေးကြပါပဲဒါပေမဲ့အရာအရေးကြီးတဲ့ချွင်းချက်တစ်ခုကိုတော့မမေ့သင့်ဘူးနော်တကယ်လို့ထိခိုက်တန်ရရတဲ့အခြေအနေဟာအရန်ပြင်းထန်နေမယ်ဆိုရင်တော့အခုပြောခဲ့တဲ့အခြေခံနီးလန်းတွေထက်ဆရာဝန်တို့မှကျွမ်းကျင်သူတွေစစ်ဆေးအကဲဖြတ်မှုဟာမဖြစ်မနေလိုအပ်ပါတယ်ဒဏ်ရာပြင်းထန်မှုအပေါ်မူတည်ပြီးကုသမှုပုံစံတွေကအပြောင်းလဲရှိနိုင်လို့ပါမိမိဖာသာဆုံးဖြတ်နေကြတဲ့ပညာရှင်များရဲ့အကြံဉာဏ်ကိုရယူခြင်းကအမြဲတမ်းအန္တရာယ်ကင်းပါတယ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကခေတ်အားကစားတီးပြမှာ professional အားကစားသမားတွေဘယ်လိုလှုပ်ဆောင်နေလဲဆိုတာပါပဲသူတို့ဟာရေခဲရောအပူကိုပါအခြေအနေနဲ့အချင်းအခါပေါ်မူတည်ပြီးစနစ်တကျပေါင်းစပ်အသုံးပြုကြပါတယ်ဥမာလေ့ကျင့်ခန်းမစခင်မှာကြွက်သားတွေပြေလျော့ဖို့အပူပေးတယ်ကစားပွဲပြီးသွားတဲ့အချိန်မှာတော့နာကျင်ရောင်ရမှုမဖြစ်အောင်ရေခဲကပ်ပြီးအနားယူကြတယ်ဒါဟာထိပဲနီးကျပြန်လဲကောင်းမွန်စေရေးကိုမိမိတို့အတွက်အကောင်းဆုံးအကျိုးရှိအောင်သုံးချနေတာပဲဖြစ်ပါတယ်ကဲဒါကြောင့်ကျွန်တော်တို့ဆွေးနွေးခဲ့သလိုပဲအချိန်ကိုက်မှန်ကန်တဲ့ကုသနည်းကိုရွေးချယ်နိုင်ခြင်းဟာပြန်လဲကောင်းမွန်လာမယ့်အချိန်ကိုအများကြီးမြန်ဆန်စေပါတယ်အေးကရမယ့်အချိန်အပုကမီရင်ဒါမှမဟုတ်အပုကရမယ့်အချိန်အေးကမီရင်အနာကျက်ဖို့ပေါ်နေသွားပါလိမ့်မယ်ဆိုတော့စဉ်းစားကြည့်ပါနောက်တစ်ချိန်မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်ဘေးနားကလူတွေရောက်ထိခိုက်ဒဏ်ရာရလာခဲ့ရောဒီရှင်းလင်းတင်ဆက်မှုလေးကိုတတိယပြီးဘယ်ကုထုံးကိုအကောင်းဆုံးရွေးချယ်အသုံးပြုမလဲဆိုတာကိုလည်းဆက်လက်တွေးတောဖို့ချမ်းထားခဲ့ပါစေအားလုံးပဲဒီနေ့ရှင်းလင်းတင်ဆက်မှုလေးကနေအသိပညာဗဟုသုတတွေရရှိသွားမှလို့မြင်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ဒေါက်တာစပေါ့မှာအားကစားကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို share ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့နားထောင်ခြင်းနဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ကြပါအောင်နော်